Mingalaba, hello Mingalaba, Amindaba. ဒီနေ့ live တွေ့တာတခြားမဟုတ်မနေ့တော့ post တင်ထားတဲ့အချင်းတကလေးလက်ဆောင်ရထားတယ်ပေါ့နော်ဟိုဒီနေ့ကနေမကောင်းဖြစ်တာတော့အလောက်ကမှအစားတော့ပြည့်ဟိုနလန်ထားမှာအချင်းလေးစားကြမလားမသိဆိုအချင်းထုတ်တီပွဲလာပြီးလေအဲ့ဒါလေးကိုစားကြည့်မလို့ထုတ်တာတော့သူကယူရီးယားထုတ်တယ်ဟာဒါလေးကမယန်လီဒါကဇီဒီလိုမျိုးပေါ့နော်ဇီဒီတင်ဟုတ်တယ်ဒါလေးကဇီဒီဒါဇီဒီကမမန်နေကမျိုးဖောက်စားကြည့်ဒါလေးကတော့တရက်တီအဲ၃မျိုးလုံးဖောက်ပြီးတော့မြည်ကြည့်မယ်အထဲမှာလေဟိုဟာလေးလည်းပါတယ်ဒီလားဟိုရတာမလို့လို့ပေါ့နော်ရောင်မြင်တော့ပါတတိယလည်းဆိုပမာပြောင်းမုံလေးလေးအဲ့ဒါလေးရောင်သွားတတိယငယ်တီးမုံလေးကျက်တကြားမုံတယ်တကြားနဲ့လေးရုပ်တီးတိတ်ရောက်ကြတယ်ပြောရင်းနဲ့တကြားနဲ့ပမာပြီးဆိုရင်တော့ရတာဘူးလားရတာဘူးအမုံလေးမှာပေါ့နော်ကြည့်ရတာချုံမုံလည်းပါတယ်ထင်တယ်အချောင်းလေးအခုကတော့မယန်းဒီအရင်မြည်မယ်မယန်းဒီအရင်မြည်ကြည့်ပါမယ်ဒီတိုင်းမြည်ကြည့်မယ်အရသာမတူသေးရှင်းလည်းမချင်ချိုးလည်းမချိုးဟိုဘယ်လိုပြောမလဲဟိုဗမာပြည်ရဟိုလေအချင်းဒီနေ့ဒီစားစိမ်အဲ့လိုပုံစံမျိုးတင်အရသာမုံနဲ့စားမှာကောင်းတယ်အရသာမုံနဲ့စားတော့ကောင်းတယ်အရသာထွက်တယ်မှာဒါတော့မယန်းသေးအော်အရင်မချင်အမေရောစားကောင်းချင်လည်းမချင်ဘူးအရင်နဲ့အချင်မရှိနေဘူးနော်ဒါတော့စီဒီကမယန်းနေလုံးလားမသိဇီဒီတင်ဟုတ်တယ်ဇီဒီလုံးလေးတထိုင်နေတော့မကုန်ဘူးပေါ့နော်ပြီးတော့ဘူးထဲမှာစုလာဇီဒီလုံးလေးဇီဒီလုံးလေးတော်စားကောင်းတယ်ကိုကအရသာမတို့ပဲတော့တော်ကောင်းနေသလားဒီရတော့မျိုးကိုချိုးတဲ့စီလိုနေမှာပေါ့နော် sorry အစိတ်လေးပါလို့ကောင်းတယ်တော်ကောင်းစည်းလေးမလျန်ဒီပြီးပြီဇီဒီပြီးပြီတည့်ရပြီးလားသူကအရသာမုံကြီးအသက်ထင်တယ်တိလားအရသာမုံကြီးကတော့ကောင်းမှာပေါ့နော်တကြားရည်စားရည်ငရုတ်တီးမုံအချို့မုံလည်းပါတယ်အရသာမုံကတော့အတူတူပဲဒါတော့တည့်တီးလေးသူ့ရည်ဆက်တာ
တရက်ဒီနဲ့မယန်းဒီရလေဒီအရသာမှုနဲ့စားမအရသာရှိဒီတိုင်းဆိုရင်တော့သူကအရသာမရှိကောင်းရှယ်ပဲအရသာမှုကလေဘယ်လိုပြောမလဲချိုးဆက်ကလေးပေါ့နော်ချုံငံဆက်အရင်လည်းမငါဟိုဒီလေးကပြီးစီလေးဆရာလေးရုပ်တရက်တော်ဆက်တယ်ခေါင်းတော်ကောင်းတယ်အလောက်ကပြန်လာပြီးတော့မုံနဲ့သမင်းစားအချင်းတော့စားမယ်ဆိုပြီးတော့သမင်းနည်းနည်းပဲစားဒါမှန်းသိခုနသမင်းက6ချက်လေးနဲ့စားဒါလေးနဲ့စားလိုက်တို့စီရအောင်ဘလိုတော့ဖြစ်သေးတော့စားကောင်းတယ်လောက်ထားလဲတက်ရရလေးဆိုတော့လေစီဒီရတော့တော့အချိုရက်ရှိပြီးသားဆိုတော့သူကမြုပ်ဒီမုံနဲ့တို့မစားပဲဒီတိုင်းစားလဲစားကောင်းတယ်မြုပ်ဒီတော့ဆက်တယ်ဆက်တာလေသူကလေပူတာဒီလားယူရီးယားမြုပ်ဒီအဲ့လိုပဲလားမသိမေဆိုအောင်အချင်းတို့တွေစားနေတာအချင်းတို့စားနေတာအချင်းတို့မရအလောက်ဆရာအမအချင်းတို့တွေလည်းဆောင်ပေးလိုက်လို့ဇီဒီတရတီမယန်ဒီအဲစားနေကောင်းလိုက်တာဒါမှမသိသမင်းမစားပဲဒါကြီးပဲထိုင်စားပါတယ်နာသမင်းလေးကနည်းနည်းစားလိုက်တော့တိတ်ညာမစားနိုင်တော့ဆက်မဆက်ယူရီးယားထုတ်တာတဲ့မေလာခဲ့လာစားမပြစ်လိုက်လို့မရဘူးပြစ်လိုက်ရင်လမ်းမှာပျောက်သွားလိုက်အိတ်လာခဲ့Oh my god. Qué ves. Me en día. Sí. Yo di moneda tu sa yang like dah ben. Chia lại chay rồi mà rồi tinh xíu lúc gặp nhà mồ bì qua rồi chứ xẻ đi bí xì đi cảm ơn không để nó ở trên đâu cái kia đi không để trên đâu cả đi mà mình đi ra xa gì nè mình đi ạ xa này rồiဒီနေ့ကိုအလုပ်ကပြန်ရရင်ဒါစားမယ်ဆိုပြီးတော့ရထားပေါ်မှာလည်းအခရာမနောမနကောင်းကောင်း
ချင်းထုတ်ကလေတကယ်တမ်းညစားပြီးရက်မရတော့တည့်ရသည်ရုပ်တရားလာမွန်မဖောင်းတော့သူတို့တည့်ရသည်ရတယ်တတိလေးမဖောင်းနေစားတယ်လို့ပြတော့လားခင်လေးပြန်ကောင်းဒီဆိုလေလူပီးစီလေဒါမဲ့ဖန်နေဦးတိလားချင်းလားမချင်းဘယ်လိုများလောက်ခါလဲမသိမင်းရန်ဒီကမှနည်းနည်းလေးအချင်းတက်ရှိသေးဒုက္ခပဲရက်မရနဲ့ဒုက္ခနဲ့တော့တွေ့ပြီအခါအကုန်ခါလို့မဖြစ်သေးဘူးတော်တော်များများပါတာပဲတည့်ရသည်တည့်သည်ရဲ့ညနေပေါင်းထည့်ထားလိုက်တော့အိတ်ကဖောက်လိုက်ပြီဆိုတော့လေဘူးလေးထဲမှာထည့်ထားပြီဒါဆိုရင်တော့သွားပြီကောင်းလိုက်တာရှင်းတယ်မွန်မအများကြီးစားလို့တော့မဖြစ်သေးဘူးတော့နေကြဘိုက်ကအရင်တင်းစားလို့ပြုံတော့ပြောပြီးတလုတ်ပြီးတလုတ်ထဲဒီမဆောင်တော့မျိုးလုံးနောက်တော့ပြင်ဆင်မှာပဲအားလုံးလည်းနှိမ့်ဆက်တာပြီးသွားပြီဒီလောက်ပဲစားပြရတော့မယ်ဟိုရက်တည်းကပြီးခဲ့တနင်္ဂနွေဒီဘက်ကနေမကောင်းဖြစ်နေရအခုမှပွင့်သွားတယ်ရှက်ပဲရမယ်နဲ့ပြောပြီးတော့ကြိုင်မြန်ပြီကဲအဲ့ဒါဆိုရင်ဘာမှမဟုတ်မတွေ့ရလဲကြာပြီဟိုတစ်ပတ်လည်းနေမကောင်းတဲ့လိုင်းမို့လည်းသိမတက်ဖြစ်ဘူးအဲ့တော့ live လွှင့်ပြီးတော့အလုပ်ကြောင်းဆိုတော့ဟိုစားပြဒါမဲ့ဟိုဒီလာမဲ့စနေတနင်္ဂနွေမှာကြာရင်တော့live မှာပြန်တက်မယ် live interview လေးရှိပါတယ်အဲ့မှာလည်းနောက်ထောင်ပြီးကြပါအောင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဒါအားလုံးကို sharing လုပ်ပြီးမယ့်အားလေးရှိပါတယ်အဲ့တော့ live interview လေးနောက်ထောင်ကြည့်ပါတကယ်လို့နောက်မထောင်ဖြစ်ဘူးဆိုရင်လည်းအခုပါပြောဒီ Facebook က live ကအများဆုံးသူကတစ်လပြီးတော့သူပြီးဖြတ်သွားတယ်ဆိုရင်အဲ့ live တွေနဲ့ပြန်ပြီးတော့တင်ပေးပါမယ်အခုမကြည့်ဖြစ်တဲ့လူတွေဆိုရင်လည်းနောက်ပြန်ကြည့်လို့ရအောင်ပြန်တင်ပေးပါမယ်လို့နော်အဲ့တော့ now sorry အရင်ဆက်သွားပြီခုမှနောက်ပြီးတော့ဒီ digital business ကိုစိတ်ဝင်စားလို့ညရဲ့ page မှာလာပြီးတော့ register လုပ်ထားတဲ့ရောက်တိုင်းစီကိုလည်းကျေးဇူးတင်တယ်ချက်ပတ်ကနေလာမိထားတဲ့ညီမလေးတွေလည်းမောင်လေးတွေအားလုံးလည်းကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်လုပ်ငန်းကိုစိတ်ဝင်စားတဲ့ဆိုရင်တိတိကျကျလေးလေ့လာကြည့်နော်သိချင်တာတွေရှိရဆိုလို့ရှင်လည်းအာမနာနဲ့လာမေးပါအချိန်ကြီးချက်ပေါက်မှာ message ချနာလို့ရတယ်မိထားလို့ရတယ်နော်အလုပ်တွေရောက်နေလို့ချက်ချင်းမပြန်ဖြစ်ဘူးဆိုရင်တော့မှတွေ့တာနဲ့ message ကိုတွေ့တာနဲ့ပြန်လို့ရတဲ့အနေအထားဖြစ်တယ်ဆိုတာမျိုးရှိလို့ရှိရင်ချက်ချင်းအကြောင်းပြန်ပြပါမယ်လို့ဘာပြောစိတ်ဝင်စားတဲ့ဆိုလေ့လာကြည့်ပါ
ဘယ်ဟာပဲဖြစ်ဖြစ်ပဲလုပ်ပဲဖြစ်ဖြစ်လေ့လာခြင်းကနေစပြီးတော့လောက်ရတာပဲဆိုတော့လေ့လာကြည့်ပါလို့တော့လေ့လာကြည့်တာရှုံးမရှိဘူးဆိုတာကိုလည်းထပ်ပြီးတော့ပြပြချင်းနေခဲ့ရတော့ဒီနေ့မိုးရီကလည်းတအားရွာတယ်အခုရာသီဥတုကလည်းအခုပြောင်းပြီဆိုတော့အားလုံးကျမရေးရေးဆိုင်ကြပါနောက်မှပြန်တွေ့မယ်အားလုံးပဲ good night bye bye